စိတ်ရွှေရတနာများရဲ့ကောင်းဆုံးလမ်းရာမြင်သူတကားငေးမောဒီဇိုင်းစများစွာတည့်ရဲ့ရည်သွေးပြေးမိစိတ်ချဖို့ကောင်းဆုံးတွေရှိတဲ့အကြောင်းတွေပြောပြမလို့ကြိုးဆိုပါတယ်ပေါ်ရတဲ့ပြုံးတဲ့မြဲတမ်းတွေတွင်းဆက်ဆက်မဲ့လာပါတဲ့တည့်ရဲ့ကောင်းဆုံးနေရတဲ့တွေတဲ့ခိုင်မာပြီးစိတ်ချတဲ့ဝင်ဆောင်မှုကောင်းဆုံးနဲ့